ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားကိုတတိယပါဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့ဘုဒ္ဓတတိယဓမ္မတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားဖော်ထုတ်ပေးတဲ့ဓမ္မယရဏကိုတတိယပါသံဃာတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့ပရိသတ်ရဲ့အဲ့ဒီဓမ္မတွေကိုမပြောင်းမပြောင်းထိမ့်သိမ့်နေတဲ့စောင့်ရှောက်နေတဲ့သံဃာကိုတတိယပါဘာကိုတတိယမယ်တို့သံဃာတော်တွေကလည်းပရိသတ်တွေရဲ့ဓမ္မယရဏကိုမပြောင်းမပြတ်အောင်စောင့်ရှောက်တယ်ဆိုတာထိုင်ပြီးတော့ဒီတိုင်းငုတ်တုတ်ကြီးထိုင်ပြီးတော့စောင့်နေတာမဟုတ်ဘူးတဲ့ဗုဒ္ဓရဲ့ဓမ္မတွေကိုကိုယ်တိုင်လည်းသိအောင်သင်တယ်သင်ပြီးတော့လည်းကျင့်တယ်အဲ့ဒီကိုသိလို့ကိုကျင့်လို့ရတဲ့ဓမ္မယရဏတွေကိုဘာလို့တယ်လဲတက္ကရာဓမ္မတွေကိုတဆင်ပြန်ပြီးတော့ဟောတယ်ပြောတယ်စောင့်ရှောက်တယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဗုဒ္ဓဓမ္မသံဃာလို့ဆိုတဲ့အဲ့ဒီသုံးခုကခွဲလို့မရဘူးတဲ့တွဲနေတာဗုဒ္ဓကိုခွဲထုတ်လို့လည်းမရဘူးဓမ္မကိုခွဲထုတ်လို့လည်းမရဘူးသံဃာကိုခွဲထုတ်လို့လည်းမရဘူးယရဏသုံးပါးကတွဲရထားကြတယ်ယရဏသုံးပါးဘယ်လိုထားယရဏသုံးပါးကိုခွဲထားလို့ဘယ်တော့မှမရဘူးဗုဒ္ဓကလည်းပဲယရဏသုံးပါးကိုပိဋကရဲ့အမြဲတမ်းတွဲလျက်ပဲထားတယ်ကဲအဲ့တော့ဘုန်းကြီးတို့ပိဋကတူတူပြောဆိုဗုဒ္ဓဆိုတာကဘာပုဂ္ဂိုလ်တော့ဆိုရင်ယရဏဖော်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓကဘာပုဂ္ဂိုလ်လဲဗုဒ္ဓဖော်ထားတဲ့ယရဏကဓမ္မယရဏဘာယရဏလဲအဲ့ဒီဓမ္မယရဏကိုမပြောင်းမပြတ်အောင်စောင့်ရှောက်နေတာဘာတူလဲဆိုလိုက်ပေါ့ဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါသုံးပါတရဏဂုံမနပါလဲရှေ့ဆုံးမှာထားတာဗုဒ္ဓရှေ့မှာပါလဲအလယ်မှာထားတာဓမ္မနောက်ဆုံးမှာထားတာတို့မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်ကြီးကိုဘယ်လောက်ချီးကျူးဖို့ကောင်းလို့ဆိုရင်ဗုဒ္ဓကတရဏဂုံသုံးပါးကိုဆင်တဲ့နေရာမှာဓမ္မကိုအလယ်မှာသွားထားတယ်ဓမ္မကိုဘာမှာထားလဲဓမ္မကိုဘာကြောင့်အလယ်မှာထားတာလို့ဆိုဒီဓမ္မကဗုဒ္ဓကိုလည်းပြန်ထိန်းတယ်သူကတန်ဃာကိုလည်းပြန်ထိန်းတယ်အလယ်မှာထားတာဓမ္မံတရဏံကိစ္ဆာမိကိုအလယ်မှာထားတာထားခြင်းလို့ထားတာမဟုတ်ဘူးပြည့်တဲ့ထိန်းဖို့လို့ထားတာဘာလို့ဖို့ထားတာလဲရှင်းကဗုဒ္ဓကိုလည်းပဲပြန်ထိန်းထားတယ်နောက်ကတန်ဃာကိုလည်းပြန်ထိန်းထားတယ်အဲ့တော့ဒီတရားလေးနားလည်အောင်ပြောမယ်ဓမ္မအသိရှိတဲ့ပုဂ္ဂိုလ်ဟာဓမ္မအသိရှိထားတဲ့ပုဂ္ဂိုလ်ဟာရှေ့ကဗုဒ္ဓကိုလည်းသူကကြည်ညိုတယ်နောက်ကတန်ခါကိုလည်းကြည်ညိုတယ်ဓမ္မအသိရှိလို့ဘာအသိရှိလို့လဲဒါကြောင့်ဓမ္မကိုဘာမှထားတာလဲပုံမှန်တစ်ခုထပ်ပေးမယ်ရေရင်းကြီးတစ်ခုပေ100နဲ့တယ်ရေရင်းကြီးဘယ်လောက်နဲ့လဲအဲ့ဒီပေ100နဲ့သောရေတွင်းကြီးရဲ့ရေအနက်ကိုတိုင်းကြရင်ပြည့်တဲ့ပေချိုးဘယ်လောက်နဲ့တိုင်းရမလဲ100နဲ့တိုင်းရမှာပေါ့ဘယ်လောက်နဲ့တိုင်းရမလဲ100နဲ့တိုင်းမှာအစအဆုံးသိမှာပေါ့ဟုတ်တယ်မဟုတ်လားပေချိုးလေးအစိတ်လောက်ယူလာပြီးတော့ဟာဒီရွေတင်းကြီးဘယ်လောက်နဲ့လည်းမသိဘူးတိုင်းကြီးအောင်မှာပဲဆိုပေချိုးလေးအစိတ်လောက်ချတော့အစိတ်ပဲသူသိမှာပေါ့သူမသိတာ85ကျန်သေးတယ်ဘယ်လောက်ကျန်သေးလဲ85ကျန်သေးတယ်ဒါကြောင့်ဓမ္မအတိဆိုတာအဲ့ဒီလိုထဲထဲဝင်ဝင်နဲ့နဲ့နဲနဲသိမှဗုဒ္ဓကိုလည်းသိချညိုတာနောက်ကတန်ခါကိုလည်းသိချညိုတာတော့ဓမ္မအတိမရှိဘူးဓမ္မအမြင်မကြည်လင်ဘူးဓမ္မတရားကိုကောင်းစွာသင်မထားဘူးဆိုရင်ဘုရားသားရဲ့ဖယားမြင်ရင် तू ကဘယ်လိုထင်လဲအဲ့ဒါဥပ္ပုံကြီးတွေဟောဓမ္မအတိမရှိတော့ဗုဒ္ဓဘောမှာလည်းဥပ္ပုံလို့မြင်တော့ဓမ္မအတိမရှိထားတဲ့ပုဂ္ဂိုလ်ကနောက်ကတန်ခါကိုလည်း तू ဘယ်လိုမြင်လဲသင်္ကန်းဝတ်တယ်အဲ့ဒါတန်ခါမဟုတ်ဘူးတဲ့သူ့မှာဘာလိုနေတော့ဓမ္မလိုနေလို့ဘာလိုနေလို့လဲရှေ့ကအမေနဲ့သမီးအမေကအလုံးမအားလို့သမီးရဲ့ဖះဆွမ်းတော်ကလိုက်ပါဟဲ့ဖះဆွမ်းတော်ကလိုက်ပါဟဲ့ဆိုသမီးကဒီလောက်ရှိတဲ့ပကံလေးသေးသေးလေးနဲ့ထမင်းလေးဇွန်းလေးနဲ့တစုံခတ်ထက်ပြီးတော့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ဩဃာသနဲ့ဆွမ်းတော်ကတယ်အမေကသွားကြည့်ပြီးဟဲ့သမီး
နေဘုရားဆုံးတော်ကတ္တာလေပကံလေးသေးသေးလေးနဲ့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ညီအေးပကံများကြီးလေးကြာကြာနာနာထည့်ပြီးတော့ကပ်ပါလားအမေကအဲ့တော့သမီးကဘာပြန်ပြောတော့ဆိုတော့ပရိသတ်အမေရဲ့တဲ့ဘုရားကအသက်မှမရှိဘဲနဲ့တခေမှမစားဘဲနဲ့တဲ့သမီးကပြန်ပြောတာသူကဘယ်လိုမြင်တော့ဆိုဘုရားကိုအယုတ်လို့မြင်နေတာဘုရားကိုဘာလို့မြင်နေတာအယုတ်တော့မှန်တယ်ပရိသတ်သို့တော့ပုံတော်ကိုဂုံတော်ထည့်ရတယ်ပုံတော်ကိုဘာထည့်ရလဲဘုန်းကြီးတို့အိမ်နေကြောင်းနေမှာကိုယ်ကိုထားတဲ့ဘုရားအသက်ရှိသလားပုံမဲ့ဘာလဲပရိသတ်ကြောက်စင်းတို့ကျေးစင်းတို့တက်သားစင်းတို့ရုပ်ပုံပချီကဒါပုံနေကြီးပဲဒါတွေဘာတွေလဲသို့တော့အဲ့ဒီပုံထဲမှာဘုန်းကြီးတို့ကဓမ္မအသိရှိတဲ့ပုဂ္ဂိုလ်ကဘာထည့်တယ်ဂုံကိုထည့်တယ်ဘာကိုထည့်တာအဲ့တော့ဟိုကလေးကဘာပြန်ပြောလို့သမီးရဲ့အမေကိုအမေတဲ့ဖခင်ကအသက်မှမရှိဘဲနဲ့အယုတ်ကြီးပဲတကယ်မှမစားဘဲနဲ့ဘာဖြစ်လဲဒါလေးတင်လို့ရတာပဲတဲ့ဆိုတော့ဒီအမျိုးသမီးရဲ့တန်တန်မှာပရိသတ်ရဲ့ဘာမရှိဘူးလေဓမ္မမရှိဘူးဘာမရှိဘူးလေအေးရှိလဲပဲပရိသတ်ခုနကဘုန်းကြီးပြောသလိုပေါ့ဒီရေတွင်းကြီးကပေတရာနဲ့တဲ့ရေတွင်းကြီးကို तू က25ပေကျိုးလေးနဲ့သွားတိုင်းတော့25ပေပဲ तू သိမှာပေါ့ဆွမ်းတော်ကရင်ကုသိုလ်ရောက်တာလောက်ပဲ तू သိမယ်ဒီထဲမှာဂုံတော်သွင်းရမယ်ဆိုတာ तू သိပါမလား25ပေကျိုးနဲ့တိုင်းတော့25ပေလောက်ပဲသိမှာပေါ့အဲ့တော့ဒီဓမ္မအမြင်ကကြည်လင်ဖို့အရေးကြီးတယ်ဒါကြောင့်ဓမ္မတရဏံကိစ္ဆာမိဆိုတာထားခြင်းတိုင်းထားတာမဟုတ်ပိယတိုင်အလဲကောင်မှာထားတာရှေ့ကဗုဒ္ဓကိုလည်းထိမ့်ဖို့လို့ဘာကိုထိမ့်ဖို့လို့လဲဗုဒ္ဓပေါ်မှာကြည်ညိုဖို့လို့ဗုဒ္ဓကိုအမြင်ကြည်လင်ဖို့လို့ဗုဒ္ဓရဲ့ကျေးဇူးမြင်ဖို့လို့နောက်ကတန်ခါကိုလည်းပဲဓမ္မကပြန်ထိန်းထားတယ်တန်ခါအမြင်ကြည်လင်ဖို့လို့တန်ခါကျေးဇူးတည်တတ်ဖို့လို့တန်ခါကိုမြင်တတ်ဖို့လို့တန်ခါကိုကိုးကွယ်တတ်ဖို့လို့ဓမ္မအသိဘာအသိလဲဓမ္မဘုန်းကြီးတို့ဘကိုးမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိတယ်ဘုန်းကြီးမကြပြောဖို့တယ်ဟာဒီမှာလည်းတစ်ခါပြောဖို့တယ်ထပ်ပြောအောင်မယ်ဘုန်းကြီးတို့ဘကိုးခန္ဓာဝတိနေပြည်တော်ကြီးကိုထိနန်းစနာဘကိုးအစသမလကလည်းဘကိုးအစဘယ်သူလဲသမလမင်းကြီးထိနန်းစံနောက်တော့ဝိမလမင်းမိဂဒိဗ္ဗမင်းစာကြီးအမင်းအဆက်ထိနန်းစံသွားတာပရိသတ်မင်းပေါင်း20မြောက်မင်းဘယ်လောက်လဲအဲ့ဒီ20မြောက်မှာပရိသတ်ထိနန်းစံတဲ့ဘယင်ကြီးရဲ့နာမည်ကတိတ်တမင်းနဲ့ဗာမင်းနဲ့လေအဲ့ဒီတိတ်တမင်းကြီးကပရိသတ်ရင်သူဓမ္မအမြင်ကောင်းစွာမကြည်လင်တော့ကံရဲ့အကျိုးတရားကိုမယုံကြည်ဘူးကာမတက္ကရသမာဓိဉာဏ်ကိုသူကောင်းစွာမသိထားတော့ဓမ္မကသူ့နှလုံးသားထဲကောင်းစွာမထည့်ထားတော့သူဘာလို့တုံးဆိုလို့ရှိရင်သူကဘာတွေကိုယုံတုံးဆိုရင်ဘေတင်တို့ဓာတ်ရိုက်ဓာတ်စင်တို့ရတရာခြေတာတို့ကိုတိတ်အစွဲလန်းကြည့်တာအဲ့ဒီမင်းကြီးကဘယ်နာမှာဘေတင်ဆရာတော်တယ်ဆိုသွားခေါ်လာခဲ့ရှင်တန်းတော်တဲ့ဆိုတော့လက်တော်များပေးပြီးတော့ဟဲ့ဘေတင်ဆရာကြီးငါဇာတာတော်စစ်ပေးသမ်းဒီလိုလုပ်တာအဲ့ဒီဘုရင်ကြီးကဒါဘကိုးမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်ကြီးတစ်ခုပဲအဲ့ဒါတနေ့တော့ဘုန်းကြီးတို့ဘုရားသားရေဟိုအရှင်အရဟံတို့အနောယထာမင်းတို့ပေါင်းပြီးတော့ပကံမှာသာသနာထွန်းတော့ပကံကနေပြီးတော့အကြီးကြီးယဟန်တွေကိုအနောယထာမင်းစောကနှင်လိုက်တော့အကြီးကြီးတွေကပကံကနေဘကိုးပြေးလာပကံကနေပဲပြေးလာပကံမြုပ်လို့ဘကိုးပေါ်ဆိုတာခါတဲ့အဲ့ဒီမှာတို့ရောက်လာအောင်ရောက်လာတော့တို့ကဒီတိုင်းပြည်မှာတို့ကိုကြည်ညိုဖို့လို့ကိုးကွယ်ဖို့လို့စိကပ်ဖို့လို့မိန်းဟာဘာလို့လဲဘယင်ပဲအဲ့တော့ဒီဘယင်ကြီးကြောင့်လည်းစနေနာကြီးကြရအောင်ဆိုတော့ဒီဘယင်ကြီးကအဲ့ဒီဘေတင်တို့တိုက်ရိုက်ဓာတ်စင်တို့ရရယာတို့အင်းအိုင်ခလက်မန္တန်လက်ဖွဲ့တိတ်ဝါသနာပါတာဒါနဲ့အကြီးကြီးတွေကတို့တော့အကွက်ကောင်းမိပြီဆိုပြီးတော့ရွှေနန်းတော်ဝေးတော့ဆရာကြီးတို့ဘက်ကကြွလာတယ်အရိမတ္တနပူရပေါက်ကန်နေပြီးတော့ကလာပါတယ်မင်းကြီးဆရာကြီးတို့ဘာအတတ်များတတ်ပါတယ်လေဘေတင်များတစ်ဖက်ကန်းခတ်တတ်တယ်အဲ့ဒါဆိုဘုရားတပည့်တော်ဇာတာစစ်ဆေးပြီးတော်မူရပါဘုရားဆိုဇာတာလေးထိုးပြီးတော့ဟိုကဇာတာခွင်ကြည့်ပြီးတော့ပတ်နဲ့ကောက်ကတွက်ချလိုက်တယ်မင်းကြီးကံဇာတာများညှိုးငယ်နေပါတယ်မှန်ပါအမိတ်ရှိပါဘုရားဘယ်လိုကံဇာတာညှိုးတယ်လဲမထားသင့်သောအယုတ်များထားတဲ့အတွက်ကြောင့်မို့လို့မင်းကြီးအယုတ်ကနေပြီးတော့မင်းကြီးကိုနမ်းနှိမ့်နေတယ်ဆိုတော့
ဆရာတို့မြင်ပါသလားမြင်တယ်ဘယ်နာမှမြုပ်ထားတဲ့အယုတ်လဲဘုရားဘယ်သူလာမြုပ်ထားတာလဲပယောဂဆရာများမြုပ်ထားတာလားစုံမြကဝေများကမြုပ်ထားတာလားမဟုတ်ဘူးမင်းကြီးဘယ်မှာတော့မင်းကြီးဘယ်မှာတော့ရှင်တို့ဆိုတော့နန်းဥမှာကိုးကွယ်ထားတဲ့ဘယေသက်ရေဗုဒ္ဓရုပ်ပွားတော်ကိုလက်ညှိုးထိုးပြအဲ့ဒီအယုတ်ပဲတဲ့မင်းကြီးကိုနန်းနေနေတာတဲ့ဆိုတော့ဟိုရှင်မင်းကြီးကပြောတယ်ဒါမြတ်စွာဘုရားရုပ်ပွားဆင်းလို့တော်ဘုရားအေးမင်းကြီးမေးပါရသေးအောင်မြတ်စွာဘုရားဆိုတာအခုရှိသလားမရှိပါဘူးဘုရားဘယ်မှာတော့ပြိဋိဘံစံပါပြီဘုရားပြိဋိဘံစံနေပါတယ်ပြောမနေပါနဲ့ဘုရားသေတာမဟုတ်ဘူးလားဟုတ်ပါတယ်ဘုရားကဲလူသေးရဲ့ပုံကိုထုပြီးတော့နန်းအိုးမှာတင်ပြီးကိုးကွယ်တာတော့မင်းကြီးရုပ်တာမရှိဘူးဒီအရေးကြီးတွေကဘုရားနဲ့မတည့်အဲ့တော့ဒီဗုဒ္ဓကိုသူကသေသွားတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ထုကိုနန်းဥမှတင်ပြီးတော့ကိုးကွယ်ရင်အဲ့ဒါမင်းကြီးနန်းနေတာပဲမင်းကြီးဘုံကနှိမ့်တတ်တယ်ဘာလို့ဒီရုပ်ကြီးညတိုင်းရှ िख ိုးနေတယ်လဲမနေ့တိုင်းရှ िख ိုးနေတယ်လဲအဲ့ဒီအယုတ်ကမင်းကြီးနန်းနေတာဆိုတော့ဓမ္မအမြင်မကြည်လင်ထားတဲ့ပုဂ္ဂိုလ်ဓမ္မအသိမရှိထားတဲ့ပုဂ္ဂိုလ်ကဘယ်ရည်ဟိုမှာသူပြောတိုင်းဂျုံသွားတာအဲ့ဒါနဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုမှမလုပ်နဲ့ဖြည့်ဆည်းပြီးဘယ်လိုဖြည့်ဆည်းရမလဲဟိုရေထဲတာမျောပလိုက်ဒီကောင်အယုတ်နှုတ်ဥတင်နှမ်းမိတာမှားလေခြင်းဆိုပြီးတော့ပရိသတ်ရေဘာလုပ်တယ်လဲအဲ့ဒီမှာဘဂဝဟန္တာဝတီနေပြီးတော်ကြီးယရဏသုံးပါးပျောက်သွားရောဖယားလည်းမရှိတော့တရားလည်းမရှိတော့တန်ဃာတွေလည်းတောကြောင်တောင်ကြောင်ခေါ်ပြီးတော့တောတဲ့တောင်နဲ့ပုံနေရတယ်ဒီရှင်မကြီးကတွေ့ရင်သတ်မှာဒီအယုတ်ကိုစပြီးတော့ပိုးကြတာသူတို့တန်ဃာတွေဆိုပြီးတော့တန်ဃာလည်းသူကလက်မခံတော့အဲ့တော့ဘဂဝမှာဘာဖြစ်တယ်လဲအဲ့ဒီဒိဋ္ဌဘယံမင်းလက်ထက်ကတော့ကညတိုင်းတော်လဲတန်တွေကြားရတယ်ငရင်ကိုးချိန်တိတိလှုပ်တယ်ဘဂဝမျိုးကြီးမှာလောင်မီးတွေကြတယ်တဲ့ကောင်းငင်မှာဥက္ကာတွေပြန်နေတဲ့ဥက္ကာပြန်နေတာကောင်းငင်မှာအလင်းတန်းကြီးတွေဘယံပေါ်လမမသိရှူးကနေဆိုတက်သွားလိုက်ဖြတ်ဆိုပြောက်သွားလိုက်အဲ့တော့လူတွေကဘာဖြစ်လဲစိတ်ထက်တွေထောက်ချားလာယရဏသုံးပါးပျောက်တဲ့အခါကျတော့တခါဆောက်တရားမရဖြစ်ပြီးတော့စိတ်ဓာတ်တွေခြောက်ချားပြီးတော့လူတွေကဘာဖြစ်မလဲမသိဘာဖြစ်မလဲမသိမိကကိုးချိန်လောင်နေတဲ့ငရင်ကကိုးချိန်တိတိလှုပ်တယ်တဲ့ညညကြလို့ရှိရင်တော်လဲသံတွေကြားတယ်တဲ့တော်လဲသံတွေဆိုတာတောတဲ့ကအော်တဲ့အတန်ကြီးတွေတဲ့ဘယ်ရောက်အော်နေမှမသိဘူးတန်ကြီးတွေကအဲ့တော့တိုင်းသူပြည်သားတွေဘာဖြစ်လဲစိတ်ဓာတ်တွေခြောက်ချားပြီးတော့ညကြတကားတွေပိတ်အိတ်ဘုရားသာလည်းမဆိုရဲဘုရားဆုံးရုပ်ပွားဆင်းလို့တော်တွေလည်းအကုန်လုံးဘကိုးချောင်းနဲ့ပြချလုံးပုံကြီး3 နှစ်ကြာသွားတယ်ဘယ်လောက်ကြာလဲ3 နှစ်ကြာပါတယ်ဗျာမိုးတွေခေါင်းနဲ့မီးတွေလောင်နေဖြစ်ပုံတွေကဇလက်ထောရွာကမွန်မလေးပရိသတ်တလထောတဲ့သူနာမည်ကအဲ့ဒါဘကိုးချောင်းနဲ့ဆင်းပြီးတော့ရေချိုးကြလာတယ်ရေချိုးတော့ရေငုတ်တော့အောက်မှာခိုးလို့နဲ့ဖယားမနိတော့ထိတ်မှာအချွန်နဲ့ခြေထောက်နဲ့သွားထိုးပြီးအဲ့ဒီတလထော်လေးကအောက်ငုံပြီးတော့ဗတ်ဆိုဆွဲတင်တာတခါတည်းဖယားရုပ်ပွားတော့ဖြစ်တယ်ဟာမြတ်စွာဘုရားရုပ်ပွားတော်တွေဒီမိမ့်မတွေရေချိုးတဲ့အောက်ထဲမှာဒုက္ခပဲအမျိုးသမီးတွေတော့ငရဲကြီးကုန်တော့မှာပဲမဖြစ်ဘူးဆယ်တင်မှပဲဆိုပြီးတော့သူကဆယ်တင်တော့ပါလာတဲ့မွန်မလေးတွေကဟဲ့တလထော်အဲ့ဒီလိုမလုံးနဲ့တော့ရှင်မင်းကြီးတတ်လိမ့်မယ်နော်တတ်သေးပါတယ်လဲ3 နှစ်ရှိပြီဘုရားမဖူးရတာကလည်း3 နှစ်ရှိနေပြီအဲ့တော့ဘယ်နဲ့လုံးလဲညီတို့ကြောက်ညီတို့မသိနဲ့ငါအိမ်ငါတည်သွားမယ်ဆိုပြီးတော့တော်တော်တတ်တိကောင်းတယ်သာသနာအာဇာနိသုဘတ္တဒေဝီဆိုတာအဲ့ဒီတရားကိုဘုန်းကြီးတို့ပြည့်တိုက်တိရကုဆရာကြီးခေါ်ဘူးတယ်အဲ့ဒါနားထောင်ရင်တိတ်ခွေနာမည်လေးမှတ်သွားမေတ္တာမင်းစုဆိုတဲ့တရားထဲမှာတိရကုဆရာကြီးကအဲ့ဒီဘဂဝရသမင်ကိုဟောထားတာတိတ်ခွေနာမည်ကမေတ္တာမင်းစုတဲ့မေတ္တာမင်းစုတရားခွေထဲမှာစီ60စာတစ်ခွေစာဆရာကြီးအပြည့်ဟောထားတာအဲ့တရားအဲ့တော့ဓမ္မတို့ပြောစို့ဒီရှင်မင်းကြီးရဲ့ဓမ္မအမြင်မကြည်လင်တော့ဗုဒ္ဓကိုဘယ်လိုသူထင်နေတယ်အယုတ်လို့ထင်တယ်ဗုဒ္ဓကိုဘယ်လိုထင်လဲဒါကြောင့်ဓမ္မတရဏံကိစ္ဆာမိအလယ်မှာထားတာထားခြင်းတိုင်းထားတာမဟုတ်ဘူးရှိကဗုဒ္ဓကိုလည်းကြည်ညိုထအောင်သူကဒီလိုထားပေးခဲ့တာမြတ်စွာဘုရားအဲ့ဒါနဲ့ဘာလို့တော့အိမ်တယ်သွားရေမိုးဘုရားတတ်ပယ်ပြီးတော့မနေ့မိုးလေးဘုရားရှိခိုးတာဘာပြောကောင်းမလဲပရိသတ်ရှင်မင်းဂုံးသွားချောပြီးစမ်းပါတယ်ဖမ်းလာခဲ့ကောက်ရိုးနဲ့ဖုံးဆင်နေပြီးတော့သားတစ်ချက်လုံးအမိတ်အိမ်မော်ကဆင်းလာတဲ့ကတလထောကတရဏဂုံနဲ့ဆင်းတယ်မေတ္တာနဲ့ဆင်းတယ်ရှင်မင်းကြီးတွေအတိကျွယ်တယ်ဟိုကမိမ့်မပဲပဲလို့ပရိယတ္တိအတိတုံမှရှိထားတော့အိမ်မော်ကဆင်းတဲ့ကတရဏဂုံရုပ်ပြီးဆင်းလာမေတ္တာပို့ပြီးဆင်းလာ
နန်းကြီးမြေရောက်လဲရောက်တော့ဘာလို့တလဲတလားတော်လေးမောက်ခုံလို့ပြီးတော့ကောက်ရိုးတွေအုပ်ဆင်ရိုင်းကြီးမောင်းထုတ်တယ်လုံးဝမနေဘူးပရိသတ်နောက်ပြန်ဆုတ်အကျဉ်းချင်းခါကနင်းတတ်တယ်မသိဘူးအဲ့တော့ဒိဋ္ဌဘယင်ကြီးသွားလျှောက်တယ်မင်းကြီးအမိတ်တော်ရတတ်ပါတယ်မသိပါဘူးဧကနာအဆောင်ကောင်းရှိလိမ့်မယ်လက်ဖွဲ့တွေရှိလိမ့်မယ်အင်းအိုင်တွေရှိလိမ့်မယ်ဒင်းစီကငါတောင်းမှဖြစ်မယ်လှုပ်ပုံပရိသတ်ရဲ့ဒင်းစီကငါတောင်းမှဖြစ်မယ်ခေါ်လာခဲ့ဆိုပြီးတော့ကျွင်းကြီးတူးအဲ့ဒီတလားတော်လေးကျွန်းထဲမှာထည့်ပြီးတော့ကျွန်းတဲ့ခန်းကနေပြီးတော့စောင့်ထိုင်ပြီးတန်လေးရဲ့လေပင်မိုးပြီးတော့ပြေးတာတောင်းတာပေးဘာတွေရှိလဲနင်းရှိမှာအဆောင်ဘယ်ဘုန်းကြီးပေးထားလဲဘယ်ရသိပေးထားလဲပေးရှိတယ်တလားတော်ကလည်းတွန်းတဲ့ကပေးလို့မရဘူးဘာဖြစ်လို့ပေးလို့မရလဲဟဲ့ရှားကြသားဆိုခန္ဓာကိုယ်တော့ဘာမှမရှိဘူးဘယ်မဲ့လဲအဆောင်ကောင်းရှိတယ်တဲ့နှလုံးသားထဲမှာထည့်ထားတာတဲ့ဘာမှထည့်ထားတာလဲဒါကြောင့်ဘုန်းကြီးတို့ရောစတော်ကြီးထုတ်တဲ့သာဝတ္တုရှိတဲ့ပရိသတ်နှလုံးသားဝယ်ဖျားတယ်တဲ့ဗါလဲတော့ပယံဆရာလည်းခေါ်စရာမလိုဘူးတဲ့အုပ်ဖိုးလည်းတစ်ချက်မှမကုန်ဘူးတဲ့ဘိဓမြေလည်းတအိမ်မှမကုန်ဘူးတဲ့ရောစတော်ကြီးကပတ်စံလည်းမကုန်ဘူးတဲ့ကိုယ်နှလုံးသားမှာဖျားတယ်ထားတဲ့နှလုံးသားမှာဗာတရားမှာတဲ့ဗုဒ္ဓဂုံတွေရွတ်နေပွားနေရင်ကိုယ်ခန္ဓာကိုယ်ကြီးကစေတီအိမ်ကြီးလိုဖြစ်တဲ့စေတီယကရမိဝပူဇာရကံဟောတိဒေသနာတော်မြတ်ဒီလိုရှိပါအဲ့တော့ဒီခန္ဓာအိမ်ထဲမှာဗုဒ္ဓဂုံတွေပွားနေရင်ဖျားတယ်ထားတာပဲတဲ့မြေမလိုဘူးဘုရားလိုသလားကိုယ်နှလုံးသားကစေတီအိမ်ကြီးဘုရားဂုံတွေရွတ်နေဘုရားဂုံတွေပွားနေစိတ်ထဲမှာဘုရားဂုံတွေရွတ်နေပွားနေတာဘုရားတဲ့နေတာအယောရောစတော်ကြီးထုတ်တဲ့ဇာဟုတ်ရှိတဲ့နှလုံးသားဝယ်ဘုရားတဲ့ရောစတော်ကြီးကတော့ဒီလိုမိန့်တော်မူ